အားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေတငယ်ချင်းများပေါ့နော်ကျွန်တော်အခုဒီကျွန်တော်ပန်းဆိုင်ခင်းနဲ့ရောက်နေတာပေါ့နော်ကျွန်တော်ဒီပန်းဆိုင်ခင်းတွေကကျွန်တော်ရဲ့ဒီ site ခင်းတွေကပဲပေါ့နော်ဒီပန်းပြိုးပင်ပေါ့နော်ဒါကျွန်တော်ဘယ်လိုပြန်ယူမလဲဆိုတာကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကရပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတငယ်ချင်းများအားလုံးပဲပေါ့နော်ကျွန်တော်ဒီပန်းပြိုးပင်ပေါ့နော်ကျွန်တော်တို့ရွေးချယ်ပြီးတော့ပေါ့နော်ဒါပြန်ယူတဲ့အခါမှာအခုလိုပေါ့နော်အခုလိုပင်မကနေထွက်နေတဲ့ပေါ့နော်ဒီပင်မကနေထွက်နေတဲ့ဒီလိုမျိုးအတက်မျိုးကိုကျွန်တော်တို့ပြန်ယူရမယ်ပေါ့နော်ဒါနောက်တစ်ခုကကျွန်တော်တို့ဒီမြေပေါက်သားပေါ့နော်အခုလိုဒါအပင်ချေကနေပြီးတော့ထွက်နေတဲ့မြေပေါက်သားကိုပေါ့နော်ကျွန်တော်တို့ကယူရမှာဖြစ်ပါတယ်ပေါ့နော်ညာယူတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအရှိကြီးပေါ့နော်ဒီလိုမျိုးပြိုးပင်ကိုအရှိကြီးကျွန်တော်တို့ကရှူကြမလို့ပေါ့နော်ဒါတန်နဲ့ပေါ့နော်ဒီတန်နဲ့အတက်တွေပေါ့နော်ဒီတန်နဲ့အတက်တွေကျွန်တော်တို့ကဒီမှာပေါ့နော်ကိုယ့်ရဲ့စိတ်ကြိုက်ပေါ့နော်ဒီစိတ်ကြိုက်ဒီလောက်လေးချိုးလိုက်ပေါ့နော်ဒီလောက်ပေါ့နော်ဒါအရှိရအလောက်ပေါ့နော်ဒါအရှိယူကြမလို့အလောက်လေးကျွန်တော်တို့ကချိုးပြီးတော့ပေါ့နော်ဒါရှူလိုက်ရုံပဲပေါ့နော်နော်ဒါကတော့ဒါကဒီကျွန်တော်ဒီအတက်တွေရပေါ့နော်တိတ်မတန်သေးဘူးပေါ့နော်မတန်သေးဘူးဆိုတော့ကျွန်တော်ကဒီမှာဘာမှပြုတ်ပြင်မှုမလုပ်ရသေးဘူးပေါ့နော်ဒါလေးတွေကတော့ဒါအတက်လေးတွေကနည်းနည်းတော့ဒါသေးပါသေးတယ်ပေါ့နော်ဒီမှာအလုံးလေးနည်းနည်းသေးပါသေးတယ်ဒါကပြုတ်ပြင်ပြီးလို့ကျွန်တော်ဒီရက်အနေငယ်ကြာလို့ရှိရင်ကျွန်တော်တို့ဒီပြိုးတဲ့ဘောင်ပါပေါ့နော်ကျွန်တော်ကပြန်ပြီးတော့ပြိုးမှာပေါ့နော်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးကိုယ့်ရဲ့ဒီအညွန့်လေးကြည့်လိုက်ပေါ့နော်အညွန့်လေးမှာဒီလိုမျိုးအညွန့်ကောင်းတယ်ပေါ့နော်အညွန့်လည်းကောင်းတယ်အညွန့်တန်တယ်ဆိုလို့ရှိရင်ဒါယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီလိုပေါ့နော်ဒီလိုမျိုးအပင်မှာထွက်နေတဲ့အတက်ကိုပေါ့ကျွန်တော်ဒီလိုဖဲ့လိုက်ပေါ့နော်ဖဲ့လိုက်လို့အဲ့လိုမျိုးဖဲ့ပြီးတော့ယူလဲရတယ်ပေါ့နော်ဒီအောက်ကမြေမှာပေါက်နေတဲ့ဒီမြေပေါက်သားပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီလောက်လေးစိတ်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပြိုးလို့ရပါပြီပေါ့နော်ကျွန်တော်တို့ပေါ့နော်ဒီကိုပြိုးမယ်ပြိုးပင်ဒီပြိုးပင်အတက်ကိုကြည့်ပေါ့နော်အဲ့လိုမျိုးအဖူးပေါ့နော်အဖူးလေးထွက်နေတဲ့ဟာဆိုကျွန်တော်တို့ကပြိုးလို့မရပါဘူးပေါ့နော်အခုလိုအဖူးပေါ့နော်အဖူးထွက်နေတာဆိုလို့ရှိရင်ပြိုးလို့မရပါဘူးပေါ့နော်အခုလိုအဖူးမရှိတဲ့ဟာလေးပေါ့နော်ဒါအခုလိုအဖူးမရှိတဲ့ဟာလေးဆိုလို့ရှိရင်ဒါပြိုးလို့ရပါပြီပေါ့နော်အခုလိုအဖူးနဲ့ဆိုရင်ဒါပြိုးလို့မရဘူးပေါ့နော်အခုလိုခါမျိုးဆိုဒါပြိုးလို့မရဘူးနော်ဒါကကျွန်တော်ရဲ့ဒီပန်းဆိုင်ခင်းပေါ့နော်ဒီပန်းဆိုင်ခင်းရတယ်ပေါ့ဒါအကုန်လုံးကျွန်တော်ကဒါချိုးသွားပြီပေါ့နော်ချိုးပြီးတော့ကိုယ့်ရဲ့ဆိုင်ခင်းနေရပဲဒါပြိုးပင်ထုတ်မှာပေါ့နော်ဒါပြိုးပင်ထုတ်မယ်ဒါပြိုးပင်ပြန်ယူမှာပေါ့နော်ဒါကဒီမှာမိုးဈေးတော့ဒါကျွန်တော်ဖြန်းလာပြီးသွားပြီပေါ့နော်ဒါမိုးဈေးဖြန်းလာပြီးသွားပြီပေါ့နော်ဒါဒီအပင်လေးကျွန်တော်နည်းနည်းလေးနော်နည်းလေးကြည့်အောင်ပေါ့နော်ဒီအတက်လေးနည်းနည်းကြည့်အောင်ကျွန်တော်စောက်မှာပေါ့နော်ဒါရက်အနေနဲ့တော့ကျွန်တော်စောက်ပြီးတော့ဒါပြန်ပြိုးမယ်ပေါ့နော်ပြန်ပြိုးမယ်ဒီလိုမျိုးဖဲ့လိုက်ပေါ့နော်ဒါဖဲ့ပြီးတော့ယူဒါကိုကအဲ့လိုမျိုးဒီလိုမျိုးအတက်ရှည်လို့ရှိရင်ဒီလောက်ကနေပြီးတော့ကျွန်တော်တို့ကစိတ်လိုက်ပေါ့နော်အဲ့လိုစိတ်ပြီးတော့ယူလဲရတယ်နော်ဒီလိုမျိုးအတက်တွေဆိုလို့ရှိရင်ရှည်တယ်ပေါ့နော်ရှည်လို့ရှိရင်ကျွန်တော်တို့ကဒီလောက်နေပြီးတော့ကျွန်တော်တို့ကစိတ်လိုက်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်လည်းဒါပြုလို့ရပါတယ်ပေါ့နော်အခုလိုမြေပေါက်သားဆိုလို့ရှိရင်လည်းဒီလောက်နေပြီးတော့ကျွန်တော်တို့ကစိတ်လိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်ရပါတယ်ပေါ့နော်ဒီမှာအပြာရောင်လေးတွေမနော်ဒီအရွက်ပေါ်မှာအပြာရောင်လေးရှိနေတာဒါမိုးစေးပေါ့နော်ဒါမိုးစေးဖြန်းလာတာပေါ့နော်ဒါကိုမျိုးနဲ့ကိုပြန်ယူလာကြတော့ပိုစိတ်ချရတယ်ပေါ့နော်ဒါပိုပြီးစိတ်ချရတယ်ဒါပို့ပြီးတော့လည်းကောင်းတယ်ပေါ့နော်ကိုယ်စိတ်ကြိုက်ယူထားတဲ့မျိုးတွေဆိုတော့ပေါ့နော်ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့စိတ်ချရပါတယ်မနော်ကျွန်တော်ရဲ့ဒီပန်းရက်ကိုကြည့်လိုက်ပါဦးနော်ဒီပန်းရက်ကဘယ်လောက်ရှိလဲဆိုတော့ဒီညမ်းအောင်ပဲကြည့်လိုက်ပေါ့နော်အခုဒီညမ်းအောင်ပဲကြည့်လိုက်ပန်းရက်ကတော်တော်ကောင်းတယ်အခုလိုမျိုးဒါပန်းပင်ဒါစိုက်ပြီးတော့လို့ရှိရင်ပေါ့နော်ဒါပန်းပင်ကြည့်ရလို့ရှိရင်အခုလိုမျိုးညမ်းဆင်ထားပေးရတယ်ပေါ့နော်ဒါညမ်းမဆင်ပြီးလို့ရှိရင်ကျွန်တော်ကဒီပန်းပင်လေးရှိုင်နေပေါ့နော်ပန်းပင်ရှိုင်သွားလို့ရှိရင်အခုလိုပန်း
အပင်ကောက်သွားတယ်ပေါ့နော်ကောက်သွားလို့ရှိရင်ဝယ်သူမကြိုက်ဘူးပေါ့နော်ဒါညံတော့ကျွန်တော်ကအခုလိုကြိုးတန်းနဲ့ပေါ့နော်ဒီကြိုးတန်းနဲ့ပဲကျွန်တော်ကညံကိုဆင်ထားတာပေါ့နော်ဒါကျွန်တော်ဒါအကုန်ချိုးဥပါပြီပေါ့နော်အကုန်ချိုးဥပါလို့ကျွန်တော်ဒီမှာမျိုးပြန်ယူဖို့အတွက်ပေါ့နော်ဒီဘောင်ကိုပေါ့နော်ဒါနည်းနည်းလေးဒါတန့်နေတာပေါ့နော်ဒီအောက်ကဒီလိုမျိုးအရွက်တွေဒီအရွက်6တွေဒီလိုမျိုးအပင်ပေါ့နော်ဒီအပင်အ6တွေဆိုလို့ရှိရင်လည်းအကုန်လုံးတန့်လိုက်ပေါ့နော်တန့်မလို့ရှိရင်ကျွန်တော်တို့ကဒီမိုးစည်းဖြန်းပေါ့နော်အခုလိုလေးတွေလောက်ခါအခုလိုလေးတွေအယောင်ဖြစ်နေတာပေါ့နော်ဒီအပြာရောင်လေးတွေကဒါမိုးစည်းပေါ့နော်မိုးစည်းဖြန်းရတာပေါ့နော်ဒါပြိုးပင်ယူတာကတော့နော်ဘာမှလွယ်လေးပေါ့နော်ဘာမှခက်ရင်မရှိပါဘူးပေါ့နော်အခုလိုမျိုးအတက်ကိုကကြည့်လိုက်ပေါ့နော်ကိုကကြည့်လိုက်လို့ကိုဒီအတက်ကကောင်းတယ်ပေါ့နော်တန်တယ်ဆိုလို့ရှိရင်ဒါယူပေါ့နော်အခုလိုအတက်ရှိကြီးကျတော့ကျွန်တော်တို့ကဒီကနေပြီးတော့ယူအရှိကြီးယူစရာမလိုဘူးပေါ့နော်ဒီလောက်ကပဲဖြတ်လိုက်ပေါ့နော်ဒီလောက်ပဲကျွန်တော်တို့စိတ်ပြီးတော့ကိုရဲ့ဒီပြိုးတဲ့ဘောင်မှာပြန်ပြိုးပေါ့နော်ပြိုးတာလည်းနော်ကျွန်တော်တို့ဘယ်လောက်မှမကြပါဘူးနော်ဒါ15ရက်လောက်ဆိုလို့ရှိရင်ဒါအမြင့်ကြတယ်ပေါ့နော်ဒီ15ရက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါစိုက်လို့ရပြီပေါ့နော်ဒီပန်းရဲ့တက်တန်ပေါ့နော်ကျွန်တော်တို့ဒီပန်းစိုက်ပြီးသွားလို့ရှိလို့ရှိရင်သူ့ရဲ့ပန်းတက်တန်ဘယ်လောက်ကြာလဲဆိုတော့3လဆိုလို့ရှိရင်ကျွန်တော်တို့ဒီစချိုးလို့ရပြီပေါ့နော်ဒါပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအခုပန်းကိုဒါပြုစုတာကောင်းလို့ရှိလို့ရှိရင်ဒါ2လခွဲလောက်နဲ့ဒါစချိုးလို့ရပါတယ်ပေါ့နော်အခုကျွန်တော်ဒီပန်းကင်းရပေါ့နော်ဒီကျွန်တော်ဒီပန်းကင်းရဆိုလို့ရှိရင်ဒါ3လပေါ့နော်ဒါ3လမှာကျွန်တော်ကပန်းစချိုးပါတယ်ပေါ့နော်ဒါကျွန်တော်ကလုံးဒါပြန်တန့်ထားတာပေါ့နော်ဒီຢာတွေဆိုပြီးကျွန်တော်ပြန်တန့်ထားတဲ့ဒါပြိုးပင်ပြန်ယူပေါ့နော်ကိုပြိုးပင်ပြန်ယူပဲကိုဟာကြီးလည်းစိုက်ရနော်ဒါတခြားဘေးလဲကျွန်တော်တို့ကဒါကိုပြိုးပင်ရှိလို့ရှိရင်ဒါရောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါရောင်းဖို့တော့မရှိဘူးပေါ့နော်ဒါရောင်းဖို့တော့မရှိပါဘူးကိုမျိုးနဲ့ပဲကိုပြန်ယူမှန်းဒါပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်ဒါတခြားမျိုးတွေကတော့ဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့စိုက်ယူပါလို့ရှိရင်ဒီအဖူးတွေပါရတယ်ပေါ့နော်ဒီအဖူးတွေဒီအပွင့်လာတာပေါ့နော်အခုလိုမျိုးအဖူးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပြိုးလို့မရဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပင်တေးသေးလေးနဲ့ဒါအဖူးတွေထွက်လာပေါ့နော်ဒါစိုက်ပြီးတဲ့ဆိုဘယ်တော့မှမကြောက်ဘူးအဲ့လိုမျိုးအဖူးတွေထွက်ပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီပြိုးပင်ကိုဒါကြည့်မယ်ဆိုလို့ရှိရင်အခုလိုပေါ့နော်အခုလိုမျိုးအဖူးမရှိရဘူးနော်အဖူးမရှိရဘူးယူရမှာပေါ့နော်အခုလိုမျိုးပေါ့နော်အခုလိုမျိုးအခုလိုမျိုးဒီလိုအဖူးနဲ့ဆိုရင်မရဘူးပေါ့နော်မရဘူးဒါအပင်သေးသေးလေးနဲ့ဒါပွင့်လာမှာနော်ကျွန်တော်မိတ်ဆွေတွေကိုပေါ့နော်ကျွန်တော်ကအဲ့ပြိုးပင်ကိုစိုက်ခင်းနေရနေပြီးတော့ဘယ်လိုမျိုးရွေးချယ်ပြီးတော့ယူလဲပေါ့နော်ဒါလေးကိုကျွန်တော်တီးတလောက်ပေါ့နော်ကျွန်တော်ဒါမျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါကနောက်တစ်ပြန်စိုက်ဖို့အတွက်ပေါ့နော်ဒါပြိုးပင်ယူတာပေါ့နော်ဟုတ်ကဲ့ပါအလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတွေချင်းများပါနော်